ဘာလို့အသုံးဝင်လဲတော့ကျွန်တော်လည်းမသိဘူးတစ်တကားလို့တော့ပြောတာပဲနော်ဒီမှာတစ်ကွင်းလည်းပါတယ်ပုံစံကလည်းအဲ့မှာကြည့်ကြည့်လိုက်နော်အခုတလို့ထူးဆန်းနေကိုကျွန်တော်ကရနေတယ်ဘာတွေဖြစ်မလို့ဘာဖြစ်လဲမသိဘူးနော်ဒီမှာကြည့်လိုက်ပုံစံအဲ့မှာကြည့်လိုက်ဘလို့ပုံစံပေါက်လဲတော့မသိဘူးနော်ဒီဘက်ကအခောက်ဒီပါနော်ဒီဘက်ကကျတော့အသားတွေကြည့်ပဲတစ်တကားလို့ပြောကြတာပဲတဲ့ဒီမှာဒီနေရာလေးကသူ့ရဲ့ဟိုတစ်ပင်ကိုတွေ့တဲ့အညာလေးတွေကျန်တာတွေကဒီနှစ်ခုပဲအညာတွေ့တာကျန်တာကဘာမှမပါဘူးဒီဟာကဘာလို့ရတယ်လဲတဲ့နောက်တစ်ခါဘာတွေအသုံးဝင်တယ်လဲတဲ့သိတဲ့သူများကျွန်တော်ဗျာကွန်မန့်လေးမှာရေးပေးခဲ့ကြပါဦးဗျာအခုတော့ထူးဆန်းတာတွေခဏရနေတယ်ဗျ